အားလုံးပဲမင်္ဂလာပါခင်ဗျာငယ်ကောင်ယူ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကကျွန်တော်ကမိတ်ဆွေတွေကိုပြောပြပေးချင်တာကတော့အတန်ဖုံးပြီး1000ကျက်တဲ့နဲ့ MV 1000အထိ free ကုန်းစင်းလို့ရတဲ့နီလေးကိုကျွန်တော်ဗီဒီယိုလေးမှာအစားဆုံးပြောပြပေးသွားမယ်နော်ဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြော်ပဲအစားဆုံးကြည့်ပေးပါဗျကျွန်တော်ဒီရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်နော်ဒါဆိုကျွန်တော်ဗီဒီယိုလေးစလိုက်ကြအောင်အရင်ဆုံးကျွန်တော်တို့ရဲ့အတန်ကတ်ထဲမှာအတန်စင်းကတ်ထဲမှာကျွန်တော်ဖုံးပြီး1000ကျက်ရှိဖို့တော့လိုရတယ်နော်ရှိဖို့လိုရတယ်ကျွန်တော်တို့အတန်ဖုံးပြီး1000ကျက်ရှိဖို့တော့လိုရတယ်ကျွန်တော်အတန် MB 1000ကိုအထီကိုဘယ်လိုကုန်းစင်းလို့ရမှာလဲဆိုရင်ကျွန်တော်အတန်တိုးတိုးကနေကျွန်တော်ကုန်းစင်းရမှာနော်ကုန်းစင်းရမှာကျွန်တော်ဘယ်လိုကုန်းစင်းရမလဲဆိုတာကိုကျွန်တော်ဆက်ပြောပြပေးသွားမယ်နော်အရင်တော့ကျွန်တော်တို့ထဲမှာဒီလို software လေးရှိထားဖို့တော့လိုရတယ်နော်ဒီလို software လေးရှိထားဖို့တော့လိုရတယ်ဒီ software လေးကိုလည်းကျွန်တော်ကနေပြီးကျွန်တော်ဒီဗီဒီယိုလေးရဲ့ comment အောက်မှာကျွန်တော်ဒီ link လေးကိုချပေးထားမယ်နော် link လေးကိုနှိပ်ပြီးတော့သွားပြီး download ဆွဲရုံပဲဗျအဲ့ဒါဆိုကျွန်တော်တို့ software လေးချက်ပြီးဝင်လိုက်ကြရအောင်ဝင်လို့ကျွန်တော်ဒီမှာဗျတိတ်အတန်စင်းကရဲ့ဖုန်းနံပါတ်လေးကျွန်တော်ထည့်ပြအောင်နော်အဲ့ဒါဆိုကျွန်တော်ကထည့်သွားနော်ထည့်သွားရင်ကျွန်တော်စမ်း audio ကိုတစ်ချက်နှိပ်လိုက်မယ်အဲ့ဒါဆိုကျွန်တော်တို့ခဏစောင့်ပြီလေနော်ကဲဒါဆိုရင်ကျွန်တော်တို့ကနေပြီးတော့အပေါ်မှာ message တွေကြာလာပြီနော် message တွေကြာလာပြီးဆိုကျွန်တော်အဲ့ဒီကုတ်နံပါတ်လေးကိုတစ်ချက်ထည့်ပေးလိုက်ဒါဆိုကျွန်တော်တို့ကဝင်သွားပြီနော်ဝင်သွားပြီဆိုရင်ကျွန်တော်တို့ကနေပြီးတော့ဒီလိုလေးပေါ်လာလိမ့်မယ်ဗျဒါဆိုကျွန်တော်တို့ကနေပြီးတော့ software တွေကို login ဝင်တာအောင်မြင်သွားပြီเนาะအောင်မြင်သွားပြီဆိုရင်ကျွန်တော်တို့ကအရင်ဆုံးဘာကိုပြောပြပေးမယ်ဆိုရင်ကျွန်တော်တို့ကနေပြီးတော့ဒီမှာเนาะဒီမှာစုမဲပုံလေးတစ်ချက်နှိပ်လိုက်ရင်ကျွန်တော်တို့တစ်နေ့တာ daily tab point 20တို့တခါကြရင်10 point တို့ရယူလို့ရတယ်เนาะရောက်လို့ရတယ်ဒီဘက်ကမြားပုံစံလေးတစ်ချက်နှိပ်လိုက်ဒါဆိုရင်ကျွန်တော်တို့ကနေပြီးတော့ကျွန်တော်တို့ရဲ့ point နေနဲ့ဒီမှာလဲလို့ရတယ်เนาะတခြားလဲလို့ရတယ်ဒါလေးတစ်ချက်ထွက်ထက်ပွားအရေးကြီးဆုံးကတော့ကျွန်တော်တို့ကလည်းကစားခွင့်ဝယ်တာလေးเนาะကစားခွင့်ဝယ်တာလေးတစ်ချက်နှိပ်မယ်ဘယ်အောင်နှိပ်ကြမလဲဆိုရင်ဒီမှာတိုးရှိတယ်ရွှေလေတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီမှာရွှေလေတော့ထဲမှာကစားခွင့်5ချိန်ရှိတယ်เนาะ5ချိန်ကိုကျွန်တော်အရင်ဆုံးဆော့ပြပေးမယ်အဲဒါဆိုကျွန်တော်တို့ကအမှတ်159အမှတ်နဲ့ကျွန်တော်က50 SML ကိုကျွန်တော်တို့ရတယ်เนาะဒါကိုကျွန်တော်လည်းဒါထက်ဆော့ပြီးမယ်မဆော့လို့မရသေးဘူးเนาะကျွန်တော်တဝဲဆော့ဖို့ကရင်စက္ကန့်30ဆောင်းပါသေးတယ်เนาะအရင်ဆုံးကျွန်တော်တိုးရင်းတစ်ဖက်သွားမယ်တောက်ပွားကျွန်တော်တို့ဒီမှာအောက်မှာเนาะကစားချိန်ဝင်ဆိုတော့တစ်ချက်နှိပ်မယ်အဓိကအရေးကြီးဆုံးကတော့ကျွန်တော်တို့ကဒီ software ထဲမှာဖြစ်ဖြစ်အတန် application ထဲမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကနေတနင်္လာနေ့နဲ့အင်္ဂါနေ့တိုင်းမှာကျွန်တော်တို့ကနေပြီးကစားခွင့်နှစ်ဆရရနော်ပုံမှန်ဆိုရင်ဒီမှာ999ကျက်နဲ့999ကျက်နဲ့ကျွန်တော်ကစားခွင့်12ခါရတယ်ဒါဆိုပုံမှန်ဆိုရင်ဒါ999ကျက်နဲ့ကစားခွင့်ရ6ခါပဲရတယ်နော်6ခါပဲရတယ်ကျွန်တော်တို့ကတနင်္လာနေ့နဲ့အင်္ဂါနေ့ဝယ်တယ်ဆိုရင်ကျွန်တော်နှစ်ဆရတယ်ဖြစ်တဲ့အတွက်6ခါမဟုတ်ဘူးနော်12ခါဖြစ်သွားပြီဒါကြောင့်မို့ကျွန်တော်ကြောရှိမှာဇနာဖုံးပြီး1000ကျက်ရှိထည့်ထားတဲ့အတွက်ကျွန်တော်ကဒါလေးဝယ်လိုက်မယ်နော်အဲဒါဆိုကျွန်တော်တို့ဝယ်တာအောင်မြင်သွားပြီနော်ဒါဆိုဝယ်တာအောင်မြင်သွားပြီအောင်မြင်သွားပြီဆိုရင်ကျွန်တော်ဒီမှာ12ကြိမ်ဆိုပေါ်လာပြီနော်ဒါဆိုကျွန်တော်ကပထမဆုံးဒီကောင်လေးတိုးကစားမိဆိုတာတစ်ချက်နေတယ်အဲဒါဆိုကျွန်တော်ကအခုဆော့ပြကြီးမှာကျွန်တော် 1GB ပေါက်တယ်နော် 1GB ပေါက်တယ်ဆိုတာကျွန်တော်ကဒါတစ်ကြိမ်ပဲရှိသေးတယ်နော်တစ်ကြိမ်ပဲရှိသေးတယ်ကျွန်တော်တို့ကနေပြီး 1GB ပေါက်တယ်ကျွန်တော်က 1GB ပေါက်တယ် 5GB ပေါက်တယ် 10GB ထိပေါက်တယ်နော်ပြီးသွားရင် 100MB 200MB 300MB 500MB ဆိုပြီးတော့လည်းပေါက်တယ်ဗျာနော်ပြီးသွားရှင်ကျွန်တော်တို့ကနေဖုန်းပြောလို့လည်းရတယ်စာပို့လို့လည်းရတယ်အင်တာနက်သုံး line သုံးလို့လည်းရတယ်ကျွန်တော်တို့ပတ်စံလည်းရတယ်နော်9000ပေါက်တယ်2000ပေါက်တယ်ဗျကျွန်တော်တို့ကအခု 1GB ပေါက်ပြီကျွန်တော်တို့ကဒါလေးတစ်ချက်နေလဲနော်ဒါဆိုကျွန်တော်ကဒီမှာ MB 1000ပေါက်သွားနော်ဒါကိုကျွန်တော်ကဘယ်ပြန်ကြည့်လို့ရတယ်ဆိုရင်ကျွန်တော်ဒီမှာနော်ဒီနိုင်ပုံစံလေးတစ်ချက်နေလိုက်ဒီမှာကျွန်တော်ဒါကျွန်တော်ဆော့လာတဲ့ဟာလေးတွေနော်ဒီမှာဆိုရင်ကျွန်တော် 1GB နှစ်ခါပေါက်တာနော်အခုဆိုရင်ကျွန်တော်ဆော့လိုက်တဲ့ဟာ 1GB တစ်ခါပေါက်တယ်ကျွန်တော်တစ်ခါထပ်ထွက်မယ်ထပ်ထွက်ပြီးတော့ဒီမှာထပ်ပြီးတော့ကစားမယ်နော်ဒါဆိုကျွန်တော်တို့က9000ကျပ်ဆိုပေါက်တယ်ဒီကောင်လေးကကျွန်တော်ဘာရလဲဆိုရင်ဖုန်းပြောလို့ရတယ်စာပို့လို့ရတယ်ပြီးတော့ရှင်အင်တာနက်လိုင်းသုံးလို့လည်းရတယ်နော်ကျွန်တော်ဗီဒီယိုလေးကတော့ဒီခါလေးရှင်းပြပြီးတော့ဒီခါလေးမကြော်ဘဲနဲ့ဒီခါလေးကြည့်ရင်ကျွန်တော်မဆော့တဲ့သူတော်မှဒီဗီဒီယိုလေးကြည့်ပြီးသွားရင်အေးသေးဆော့တဲ့တယ်နော်ကျွန်တော်ကဒီ software လေးရဲ့ link ကိုကျွန်တော်ရဲ့ဒီ comment အောက်မှာချပေးထားမယ်နော်တကယ်လို့နားမလည်သေးတဲ့သူရှိရင်လည်းကျွန်တော်ဒီဗီဒီယိုလေးမှာ comment လေးမှာကျွန်တော်ရေးပို့သွားလို့ရတယ်နော်ကျွန်တော်ရွှေလေတော့ဘက်ကိုတစ်ချက်သွားပြီးကျွန်တော်ဆော့ပြီးမယ်နော်ဒါဆိုကျွန်တော်က158မိနစ်point နဲ့ကျွန်တော်10မိနစ်ရနော်နှစ်ခုဆော့လို့ရနော်ဒီရွှေလေတော့ဖုံးမိတစ်ခါထည့်တိုင်း5ချိန် free ရတယ်နော်ဒီမှာတိုးကျွန်တော်ထပ်ဆော့ပေးမယ်ဗျဒါက9000ကျပ်ပေါက်တယ်နော်9000ကျပ်ပေါက်ခုနကကျွန်တော်ပြောတဲ့ဖုန်းပြောလို့ရတယ်စာပို့လို့ရတယ်ဆိုရှင်ကျွန်တော်အင်တာနက်လိုင်းသုံးမိလည်းရတယ်နော်ကျွန်တော်
ဒီဗီဒီယိုလေးကမိတ်ဆွေတို့တဲ့အကျိုးရှိတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုတော့ like and subscribe လေးနှုတ်ပြီးတောင်းဆိုချင်ပါတယ်เนาะကျွန်တော်နောက်ထပ်ဗီဒီယိုအသစ်တွေဒီနိုင်ကိုသိရှိအောင်ပြီးရတော့ notification ခေါင်းလေးနှိပ်ထားပြီးကိုလည်းတောင်းဆိုချင်တယ်เนาะဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျအားလုံးကျေးဇူးတင်ပါတယ်เนาะ